Chelsea အတွက်သတင်းကောင်းသတင်းဆိုးအားလုံးပဲမင်္ဂလာပါများဘောလုံးစတား channel လေးကနေပြန်လည်ကြိုလိုက်ပါရင်ဒီတစ်ပတ်မှာညီမလေးတို့ရဲ့ပရိသတ်တွေအတွက်သတင်းကောင်းတစ်ခုသတင်းဆိုးတစ်ခုရှိနေပါတယ် Chelsea တင်အောင်နောက်ဆုံးကစားခဲ့တဲ့လဘောင်းနဲ့ Premier League ပွဲစဉ်မှာ2ဂိုးနဲ့နိုင်ရရှိခဲ့ပါတယ်နောက်ဆုံးမိနစ်အခိုက်အတန့်တွေကတော့ပရိသတ်တွေအတွက် roller coaster ပါပဲ16နှစ်သားလေး William Esteban က Chelsea အတွက်နောက်ဆုံးမိနစ်သွင်းဂိုးကိုသွင်းယူပြီးဂျိုးဂျာတို့ရဲ့အသေးကိုခွဲလို့သူရဲကောင်းဖြစ်လာခဲ့ပါတယ်ဒီခိုက်တန်မှာ Chelsea နီးပြချင်း Enzo Maresca က National Area အပြင်ဘက်ကိုထွက်လို့ပရိသတ်တွေနဲ့အတူအောင်ပွဲခံခဲ့ပါတယ်ဒါကြောင့် Howard Dean TV Maresca လည်းကွင်းထဲကနေထွက်ခွာခဲ့ရပါတယ်Chelsea ဟာယခုရာသီမှာစီကံမိုင်းရော့ပေါ့ရော်ရဲနေပြီးတော့အနီးကပ်တွေပွဲတိုင်းထင်နေပါတယ်။ကလမ Robert Sanchez ရဲ့အနီးကပ်ကြောင့် Manchester United ကိုရှုံးနိမ့်ခဲ့တဲ့ Chelsea ဟာ Trevor Chalobah ရဲ့အနီးကပ်ကြောင့် Brighton ကိုနိုင်ရာကနေပြန်ရှုံးလိုက်ရပြန်ပါတယ်။ဒီကနေ့ပွဲစဉ်မှာလည်း Joao Pedro အနီးကပ်တက်ထိပြီးတော့ကန်ကောင်းတို့သာနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီတော့ FA က Maresca ရဲ့အနီးကပ်ကိုစံပြအနေနဲ့နေယူခဲ့ပါတယ်။ဒီအနီးကပ်ကြောင့် Maresca ဟာတပွဲမဲ့ပြည့်တဲ့ချမှတ်ခံလိုက်ရသလိုပေါင်8000နဲ့တံဝင်ဆောင်လိုက်ရသေးတာကြောင့် Nottingham Forest နဲ့လာမယ့်ပွဲစဉ်ကိုလဲချော်တော့မှာပါ။ဒါပေမဲ့သတင်းကောင်းကတော့ Chelsea တို့ရဲ့ဖိုးတန်လူငယ်လေး Esteban က2015 Golden Boy စကားရင်းအဆင့်မှာပါဝင်လာခဲ့ပါတယ်။ Esteban ကပါမီယမာကလေးကခြေစွမ်းပြနေခဲ့ပြီး Chelsea ကိုရောက်လာတော့လေလီဂိုတကိုသွင်းတကိုးဖန်လေးပေးထားတာဖြစ်ပါတယ်။ဒီတစ်ပတ်နိုင်ငံပေးရမှာလည်း Brazil အသင်းအတွက်2ဂိုးသွင်းယူပေးထားတာကြောင့် Golden Boy စုစကားရင်းအဆင့်မှာပါဝင်လာခဲ့ပြီးဒီစုအတွက်ရေပန်းအစားဆုံးဖြစ်နေပါတယ်။ Chelsea အတွက် Esteban ကနိပြကြီးမရှိတော့ကယ်တင်ပေးအောင်မလားဆိုတာဒီတစ်ပတ်မှာစောင့်ကြည့်ရပါအောင်မယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။